ဘာလို့ဖြည်းဖြည်းអော်ပါရပါတယ် ပရိသတ်ကများတော့ဒီအတန်နဲ့မှကွက်တိကြ မကြရမှာဆိုလို့អော်ပြောတာ အဲ့မင်္ဂလာပါ အားလုံးပဲမင်္ဂလာပါခင်ဗျ ဒီညမှာတော့မတ်ပရဒအောင်ဖို့အဖွဲ့ ဟုတ်စင်ကျွန်း စင်ညွန်းရွာကြီးကိုရောက်ရှိလို့လာပါပြီ ဟုတ် အဲ့တော့ရောက်တဲ့အချိန်ကာလမှာအောင်ဖို့လို့ကြိုးစားတော့မယ် ကြိုးစားပါတော့မယ်ခင်ဗျ ဘလို့ကြိုးစားမယ်ဆိုတာပရိသတ်တွေဝေဖန်ဖို့အစင်းသိရှိနေပါပြီ အရင်လေးရှိပြီဗျာ ဒီနေ့ညမှာတော့မတ်ပရဒအောင်ဖို့ဆိုင်အဖွဲ့ အမျိုးသမီးများအချက်ကိုတင်ဆက်တော်မယ် အော်ဂျောကမင်းတစ်ဖက်တက်ကြီးဖြစ်နေတယ်အောင်ဖို့ရွှေဆိုင်တော်ဖွဲကစင်ညွန်းကပြိတ္တတွေအမျိုးသမီးတွေကြိုက်အောင်အမျိုးသားတွေကြိုက်အောင်အလူတကာလူမကြိုက်အောင်အခါပြောပြင်းမှအဲ့လိုနှုံးနှစ်ဖက်ပါအောင်ပြော ငါတဖို့တော့ဖြစ်နေရပေါ့ တစ်ဖက်တက်နဲ့မရှိတစ်ဖို့တော့ အားလုံးမင်္ဂလာပါ မင်္ဂလာပါခင်ဗျ ဒီညမှာတော့မတ်ပရဒအောင်ဖို့ဆိုင်အဖွဲ့အမျိုးသမီးများအချက်ကိုတင်ဆက်တော်မယ်ဟဲ့အောင်မလုံးနဲ့ပြေးပါမယ် ဂျောက ဘာလို့ မင်းမနေတဲ့တစ်ဖက်တက်ကြီးဖြစ်နေတယ် ဘာလို့တော့ အောင်ဖို့ရွှေတိုင်းကဟောအမျိုးသမီးတွေအကြိုက်ဟောအမျိုးသားတွေကြိုက်အခါမှအဲ့လိုပြော တို့ကကိုယောဂနဲ့ကို မင်းကဘာယောဂတော့ အထီးမုံ အနီးမုံလို့ပါဟာ ငါမုံကျင်တာမုံပါပေါ့မင်းအလုပ်ပါတော့က ဂျောက ဘာလို့ မင်းကအဲ့ဆိုဟောအမျိုးသမီးတွေဘက်ကပေါ့ ဟုတ်တယ် ရတယ်မင်းကအမျိုးသမီးတွေဘက်ကဆိုဟောဒီဘက်ကချမ်းငိမ့်ကအမျိုးသားယောက်ျားတွေဘက်က အော်မင်းကဇလို့လား နင်းမေကြီးဇက်လို့နင်းရမှာဇက်လို့ ဒီလိုလား ဒီလိုလား ရတယ်လေလှုပ်လိုက်မင်းကြိုက်တယ်လို့ဆွဲလိုက်လို့ရသေးတယ် ဒီမဲ့ကျော်က ပြောစမ်း မသေးမချင်းမထားလောကမှာမြတ်တာတောင်မှအမျိုးသားယောက်ျားကမြတ်တာဗျ ဟဲ့အမျိုးသမီးတွေကမြတ်တာ ဟာကောင်းလေးနဲ့အမျိုးသားကမြတ်တာ မင်းတို့အမျိုးသားဘာလို့မြတ်တော့က စဉ်းစားကြည့်လေလောကမှာဖယားစုပန်လို့ရတာအမျိုးသားယောက်ျားတွေပဲရှိတာမင်းတို့အမျိုးသမီးတွေဖယားစုပန်လို့မရဘူးအဲ့ဒါကြောင့်အမျိုးသားယောက်ျားတွေကမြတ်တာ မင်းကဖះစုပန်လို့ရလို့အမျိုးသားယောက်ျားတွေကမြတ်တယ်ပေါ့ ဟုတ်တယ်ဗျာ မင်းသိအောင်ပြောပြလိုက်မယ် ဘာပြောမှာတော့ အဲ့ဒီဖះစုပန်လို့ရပါတယ်ဆိုတဲ့အမျိုးသားတွေကိုတို့မြင့်မြတ်တဲ့အမျိုးသမီးတွေကမွေးထားဟုတ်တယ်ဆိုလက်ခုပ်တန်လေးတော့ကြားလိုက်ပါဟမ်အိုးလက်ခုပ်တွေ ဟဲ့အောင်ခါအောင်မယ်ခါအောင်မယ် ရှာမရှိနဲ့ငါဘက်ကလက်ခုပ်တန်လေးပါတယ်အဲ့ကြောင့်လို့မနဲ့နဲ့ပုံပြက်သွား ရပါတယ်မလေးကိုလည်းအမျိုးသားတွေမှာဟိုးမလည်းပေါ့ကနေဦးပဲအဲ့ကျွန်တော်အကိုတွေအမျိုးသားယောက်ျားတွေဒါဟိုမှမလက်တွေပြတယ်โอเคအကိုတွေဂျော်ကကိုချမ်းငိမ့်ကနိုင်အောင်ပြောမှာနိုင်အောင်ပြောတဲ့ချိန်ကမှလက်ခုပ်တီးတဲ့သူမှသမျှချမ်းငိမ့်ရီမနဲ့ပေးစားမှာမလေးဟဲများတာပါလားကွယ် စီနီယံဝမ် မင်းတို့ကောင်နဲ့အဲ့လောက်များမှာတော့ငါညမလင်ဘောသာထောင်းမှာပေါ့ကွာ ကံဘောဇ လင်းနေရအများကြီးပဲဟုတ်သားရတယ်နိုင်အောင်ပြောမှာ ပြောသား ဟဲ့အောင်ဂျောက ဘာလို့ မသိမချင်းမထားအသီးတဲ့တောင်မှယောက်ျားလေးသီးပဲရှိတာ ဟဲ့ကြိုက်ကြဖန်ပါတယ် ယောက်ျားလေးသီး ယောက်ျားလေးသည် ဟုတ်တယ် ဘာသည်တော့ ခွေးသီးဒီကတော့မင်းရှင်းဦးပြီမိန်းကလေးသီးမရှိတော့ မင်္ဂလေးသည်ဟာရှိတယ် အာမိန်းကလေးသီးမရှိဘူး မင်္ဂလေးသည်ရှိတယ် ဟုတ်လို့လား တို့မှာတော့လက်ခုပ်တီကိုပြင်ထားသေးလားနိုင်အောင်ပြောမှာဟဲ့ကမင်္ဂလေးသည် ဘာသီးတော့ ခံသည်နိုင်ပြီရောလေရှိတယ်လေ ကျန်ကျန်ပါပါမိန်းကလေးသီးခံသီးဒီပါအဲ့ခံသီးတွေ့မှမငရုံးကြမှုတွေထည့်ထောင်းအောင်မှာ ချင်းကျုံစားကောင်းနေ ဟဲ့အောင်ကျော်က ဘာတုံး ဒီမဲ့အရွက်ထဲတောင်မှယောက်ျားလေးအရွက်ပဲရှိတာ ဟဲ့ယောက်ျားလေးရွက်ဘာရွက်တုံး မသိမချင်းမတာယောက်ျားလေးရွက် ပြောသား ခွေးတောက်ရွက်မိန်းကလေးရွက်မရှိတော့ဘူးခင်ဗျားတို့လူကြီးရှင်းဦးပြီ ဟာမင်္ဂလေးရွက်ရှိတယ် ဟဲ့အောင်မရှိဘဲနဲ့ရှောက်မပြောနဲ့ ရှိတယ်မင်္ဂလေးရွက်ရှိတယ် ရှိတာသိကြတယ်နော် သိကြတယ် ဘာရွက်တုံပြော စူဖုံဟုတ်တယ်လေလက်ခုပ်တော့ကြိတ်တိကျတာမှာခင်ဗျားတို့နှမျောတာဘာမှလည်းမသိဘူးတကယ်အရာ အာရတယ် မင်္ဂလေးကြီးတီးနေရယောက်ျားလေးတွေကဒီချိန်ဘယ်ရောက်နေကြတော့မသိ အဲ့ ဘူး မိန်းကလေးတွေကအားရပါလားဒီကအားရကြရင်ငါကောင်းနေပဲရောက်နေတာတော့ သူတို့ဟာလေးနဲ့သူတို့လုံးနေတယ်ပေါ့မင်းအဲ့ဒါနဲ့မပြောနဲ့ဟုတ်ကဲ့ ဘာဖြစ်လဲ သူ့ဘက်ကအားပေးမှုအားကောင်းတယ်အားပေးမှုအားကောင်းလို့ငါနောက်တစ်ခုထပ်ပြောလိုက်အောင်မယ် ဘာထပ်ပြောမှာတော့ မြို့တွေနဲ့ပတ်သက်တာပြောဦးမလား မြို့နဲ့ပတ်သက်တာ ဟုတ်တယ် ပြောစမ်း မြို့တွေတဲ့တောင်မှာပဲမင်းကလေးအမျိုးသမီးမြို့ပဲရှိတာ မိန်းကလေးမြို့ ဟုတ်တယ် ဘာမြို့လို့ပြော ဟာမင်းမြို့လို့ပဲရှိတယ်ဖေမြို့လို့မရှိဘူးဟုတ်တယ်ဆိုရင်လက်ခုပ်လေးကျဲကျဲလေးတော့လုံးလိုက်စမ်းပါယောက်ျားလေးမြို့ကျုပ်တို့ကမကြဘူး ကတိကတနဲ့မိန်းကလေးမြို့မေမြို့ယောက်ျားလေး ဘယ် မြို့ လိုဖေမြို့လို့ ဟာဂျောက ဘာတုံး ယောက်ျားလေးမြို့ရှိတယ် ယောက်ျားလေးမြို့ ဟုတ်တယ် ဘာမြို့တော့ တောင်ကြီးဘ
ဘယ်ရနိုင်မအဲ့ဒါမျိုးလာမလုံးနဲ့ အေးအဲ့လက်ခုပ်တီးတဲ့တောင်ကြီးပြီးမှပရုတ်စီနေလိုက်ပေါ်မှာမင်းတို့အာ မလေးပူဇော်ကြီးနေမှာပေါ့နေနေ ဟာကြောင့် ဟာလို့ အဲ့ဒါနဲ့မပြောနဲ့ဘူး ဘာပြောမှလို့ မိဖို့ကြောင့်အသုံးဆောင်ပြောမလား မိဖို့ကြောင့်အသုံးဆောင်ပစ္စည်းဘာပစ္စည်း မိဖို့ကြောင့်အသုံးဆောင်တော့မှာပဲလေဟောထင်းခွဲတော့မှဓာတဲ့တောင်လေးဟောဓမ္မလိုပဲရှိတယ်တတိလိုမရှိဘူးပြည့်စရာကောင်းတာဘယ်မတော့တတိကြားဘူးလား ယောက်ျားလေးဒါယောက်ျားကယောက ဘာတို့ မင်းအားလို့မသိတာယောက်ျားလေးဒါရှိတယ် ဘာဓာတို့ ငါကြီးတောင် ငှက်ကြီးတောင်ငယ် အဲ့ဒါယောက်ျားလေးဒါယောက ဘာလို့ အဲ့ဒါသာထားအောင်ဟောဒီအလူနဲ့ပတ်သက်တာပြောမလားအမျိုးသားတွေကပိုအရေးပါတယ်ဗျာ ဟဲ့ကအမျိုးသမီးတွေကအရေးပါတယ်အလူမှာ အမျိုးသားကရေးပါတာ မင်းတို့မျိုးသားဘာလို့ရေးပါတော့ စဉ်းစားကြည့်လေ ပြောစမ်း ဟောဒီမန်းတက်စောက်မယ်ဆိုတော့အမျိုးသားတွေကျွင်းတူးတဲ့လူနဲ့မန်းတက်စောက်တဲ့လူနဲ့ဟောကျိုးချီတဲ့သူနဲ့မင်းတို့အမျိုးသမီးတွေကျိုးတပင်ကျွင်းကျွင်းလားမတူဘူးကွာ ဟဲ့ကြောင့်မင်းတို့ပြောချင်ဆိုတို့မျိုးသမီးကပို့တောင်ရေးပါသေးတယ် ဘာလို့ရေးပါတာလို့ အလူမတိုင်ခင်မှာချက်သူခွာဆိုင်ရတာတို့မျိုးသမီးတွေအဲ့ဒီတော့မင်းတို့မျိုးသားတွေဘယ်မှုနေမှမသိဘူး အညာနေဘယ်မှုလဲဘာတွေလာပြောနေတာ လာမပြောနဲ့အောင်ပြောမှာ ဟဲအောင်ကျော်က ပြောစမ်း အဲ့ဒါမပြောနဲ့အလူနဲ့ညနေခင်းကအလူနဲ့မှာ အဲ့ဒီ အမျိုးသားတွေကပိုအရေးပါတယ်ဗျာ အမျိုးသမီးကရေးပါတယ် အမျိုးသားကရေးပါတာ ဘာလို့ရေးပါတော့ စဉ်းစားကြည့်လေ ပြောစမ်း အမျိုးသားယောက်ျားတွေကမောင်ရှင်လောင်းလေးတွေကိုနေအပြီးမထိုးရအောင်ရွှေထီးမိုးတာအမျိုးသားကွာ အမလေးရွှေထီးရတခြားမောင်ရင်လောင်းတခြားသွားညံသွားတယ် အဲ့ဒါကိုရဝါနေလို့ကိုရ မင်းတို့ကိုရလည်းအရေးထိုက်ကြမှာဝါရပါတယ်နေဘူးတဲ့ကြမှာကိုကိုဆောင်းပြီးဝါရတယ်လို့ ကိုရနိုင်နေလို့ဘာရောက်လို့မင်း မင်းတို့ပြောချင်းဆိုရင်လေတို့အမျိုးသမီးတွေကပို့ပြီးအရေးပါတယ် မအမျိုးသမီးကရေးပါတာ ဟုတ်တယ် ဘာလို့ရေးပါတာလို့ အလူအလဲမှာပေါက်ပေါက်ပတ်ရတာတို့အမျိုးသမီးတွေပေါက်ပေါက်ပတ်တာတို့အမျိုးသမီးတွေ ဘာမှပေါက်ပေါက်ပတ်တာမဟုတ်ဘူး ဟုတ်တယ် ဖလားတွေကပေါက်ပေါက်တွေဖိုက်ရှာလို့တဲ့နှိုက်ဆွာနာ ဟဲ့ကောင်သူလည်းမောလွန်နေမှာပေါ့နည်းနည်းတော့နှိုက်စာမိမှာပေါ့မင်းရတယ်ရှာရှိတာ ကျော်က ဘာလို့ မင်းမနက်ခင်းကြရင်အမျိုးသားကပူရေးပါတယ်ဗျာ ဘာလို့ရေးပါတော့ငါ မနက်ခင်းကြရင်အမျိုးသားလေးတွေကအပေါ်ကစက်တီကလေးတွေဝစ်အောက်ကပစိုးလေးတွေဝစ်တက်တက်ရဲရဲဝစ်ပြီးတော့လာသမျှအဲ့ပရိသတ်တွေကိုရင်သွေးချမ်းနေချတောက်ကြပါခင်ဗျသုံးဆောင်ကြပါခင်ဗျအဲ့ခန္ဓာအမျိုးသားကွာ အဲ့ဒါဆိုရင်တို့မျိုးသမီးတွေကပိုးတောင်ရေးပါသေးတယ် ဘာလို့ရေးပါတာတော့ အရေးပါတာပေါ့မနဲ့ကြတော့လာသမျှဧည့်သည်တွေကိုအဝိစားကို3သိန်းကျော်တာ2သိန်းခွဲတန်လောက်ဝေးပြီးတော့လေမိတ်ဆက်ကကိုရှယ်လူ မိတ်ကဘာမိတ်ဆက်ကတို့ အေးမင်းပြောတဲ့ဟာတွေကိုရှယ်လူပြီးတော့လာသမျှဧည့်သည်တွေကိုအလှအပလေးနဲ့ကြွပါရှင်ကြွပါရှင်တို့အဲ့ခန္ဓာတို့မျိုးသမီးတွေ ဘာမှအဲ့ခန္ဓာမဟုတ်ဘူးတငယ်ချင်းတွေများစုံလို့ရတော့လေအမှန်တငယ်ချင်းတို့စုံလုံးလေးတစ်တော်လေးစောက်လိုက်ရအောင်ကောင်းတာပေါ့တစ်တော်စောက်ရင်ပဲတချင်းနဲ့စောက်ရမှတို့ ဟာလေ ခွေးတချင်းနဲ့စောက်တော့ကဗါတဲ့ ပြက်သား ကျွေးမွေးတယ်အင်္ဂါခွေးကြီးအရွယ်ရောက်တော့ နေလေမလို့ထိုးရလာတာလည်းညို့က မင်းတို့အမျိုးသမီးတွေမနေ့ကင်းဆိုတစ်တော်တွေစောက်နေကြတာဗျ ဘာမှမသိပဲနဲ့ ဘာဖြစ်လို့ ရမ်းပြောနေတာကထိုးထဲလိုက်ဦးမယ် ဘာလို့လို့ ဒီကအပြိုကောင်စီကံကြီးတယ် အော်စင်ကျုံးကအပြိုကောင်းကစီကံကြီးတယ် ကြီးတယ် ဟုတ်လို့လားနော် ဟာဟုတ်တယ် ဘယ်လို မ သိလိုက် နဲ့ ရ ကြတော့မင်းသေချာကြည့်လိုက် အေး လာသမျှအပြိုလေးတွေကိုလေ တယောက်မှဖုံးမကန်ရအောင် ဟောအဲ့လိုလား ဖုံးမြန်းပါလာလို့ကတော့လေအပြိုကောင်းကဖလားကြီးပတ်ပြီးတော့ဟဲ့ကောင်မလေးနဲ့ဖုံးပါလားဖုံးလိုက်ပြီးဖလားတဲ့ထက် ဖလားတဲ့ထက် ဟိုကောင်မလေးဖုံးပါလားဖုံးပါရင်ပြီးဖလားတဲ့ထက်အကုန်သိန်းတာ ဂျောကာ ဟမ် မင်းကတိတယ်ပေါ့ နိုင်အောင်ပြောတာအဲ့ချာ လေဖန်းဒန်းစီကိုမဘာမှမ မတန်နိုင်အောင်ပြောလဲချတာပဲ ဟာမှာပဲမင်းလျှောက် ဒီညမှာတော့မမ်းမရဏအောင်ဖို့ဆိုင်ဝဲအမျိုးသားကြိုက်အမျိုးသမီးကြိုက်လူကြီးကြိုက်လူငယ်ကြိုက်အားလုံးစုံနေအောင်ဂုံတင်တော့မဲချမ်းချင်းရဲ့ ကြပါရသည်